ဖိတ်လိုက်တဲ့မင်းရဲ့မင်္ဂလာပွဲကိုကိုယ်တိုင်အရောက်လာခဲ့ပြီလေလာရမပရိသတ်တွေကိုတချင်းကလေးနဲ့အခမ်းပေးဖို့မင်းရဲ့တောင်းဆိုမှုအတွက်ကိုယ့်ရဲ့ရင်ထဲကတီးတဲ့ပုတ်ကိုရွေးထုတ်လို့ပြီးဆိုလိုက်ပြရစီရှုံးသမားအတွက်အဆက်ပြေလေးပေါ့အချစ်ရင်အဆက်ပြေလေးပေါ့ရွှေရောင်ဖိတ်စာသူကိုယ်တိုင်ကမ်းပါလို့မင်္ဂလာပွဲကိုကိုယ်တိုင်လမ်းပါလို့ရှုံးသမားလေးနဲ့ချင်ခဲ့သူပါလေအနိုင်ရသူတွေရှိကမောလို့ပြောပါစီပြောနေပါစေမင်္ဂလာဟုတ်မစားစင်ကပြန်ကလာသူပါမမြည်ရစနဲ့သူနှုတ်ဆက်ရှာလာသမျှကိုလေးချင်းလေးနဲ့ဖြောပြီးပြီးကိုတို့တို့ကလေးသူကတောင်းဆိုနေအရှုံးသမားအဆက်ပြီးအချင်းလေးတစ်ပုဒ်ဒီဆိုကြောက်နေခုတ်တန်လေးနဲ့ရှင်းမအားပေးလိုက်ကြတာအများအမြင်မှာအားရကျင်တဲ့ဆရာကောင်းလာပြီမဲ့ကိုယ့်ရဲ့ရှင်ထဲမှာခြေမွားလူမတက်နှလုံးသားကိုထိုးနေတဲ့ခက်တဲ့လူခံစားနေရပါတယ်လေမင်းတို့မင်္ဂလာပွဲမှာရောက်လာခဲ့တဲ့အရှုံးသမားအတွက်ပြန်လဲတောက်ပြန်ပြီးတဲ့မင်းရဲ့အပြုံးလူကြားကငိုရှာပေးတဲ့ညုံလေးဟာအရှုံးသမားအတွက်အဆက်ပြေလေးကိုအချစ်ရဲ့မင်းတို့ကိုယ့်ရဲ့အသေးနှလုံးကိုလမ်းခင်းပေးလို့မင်းလို့ရနင်းသွားပါတော့မင်းဘဝလေးထော်ရပျော်ရွှင်ပါစေအချစ်ရဲ့